တဲ့ကျင်နာရီဝေများသောဒီကဘာမှာပျော်ရွှင်စရာသာရတဲ့သခင်မြတ်တာလွှမ်းခြုံသောချီးမွမ်းသံပြည့်ရှင်တဲ့အန်ရည်ရီလုံးကြုံတဲ့သခင်ကိုယ်တိုင်ကျင်နာစွာကွယ်ကာသောပကသနာရေမာနာရေဒီအိမ်လေးကိုတော့ဝင်မခံဘူးလေချစ်